Hello မင်္ဂလာပါဒီနေ့အောင်လေ sharing လေးတစ်ခုလုပ်မယ်အောင်ရဲ့ဆေးအကြောင်းကို sharing လုပ်ရင်ဘာလုပ်မှာလဲဆိုတော့လေအောင်ဟို17လပိုင်းအောင်2025 17လပိုင်းလောက်ကပေါ့နော်အဲ့ဝင်းကျင်မှာ2025ဝင်းကျင်မှာအောင်ပေါင်120အထိဝသွားတယ်ပေါင်100နဲ့110ကနေပြီးတော့100နဲ့8ပေါင်9ပေါင်ကနေ120အထိအောင်ဝသွားတယ်ဝသွားတဲ့အချိန်မှာအဲ့အချိန်မှာ2025 17လပိုင်းလောက်မှာအောင်ပြန်ပြီးတော့body ကိုပြန်ပြီးတော့ထိန်းနေပေါ့နော်ပြန်ပြီးတော့ထိန်းတဲ့အချိန်မှာမလုပ်လဲဆိုတော့အောင်ရဲ့ဒီတိုင်းရဲ့အာဆေးဘူးကြီးတုံးနေလေဆိုပဲရောက်နေလေဘူးကြီးဒီဘူးကြီးဘာလို့လဲဆိုတော့ဘာလို့ဒီဘူးကြီးကိုဖေတော့စီစဉ်ပေးလဲတိလားအောင်ကနေပြီးတော့မှကိုဆေးကိုဒီလိုကိုဆေးတပူးတော့ကိုအလကားမတုံးဝယ်တုံးတာသိရမလားဝယ်တုံးတာဒါဖေတော့အဲ့တော့သမီးရဲ့ကိုဆေးတော့ကိုတုံးရတယ်ဆိုတော့အဲ့ဒါတက်မိုးထားတာလေနော်ကိုရဲ့ဆေးကတက်မိုးရှိတဲ့အခါကျတော့တက်မိုးထားတဲ့အနေနဲ့ကိုဆေးကိုဝယ်တုံးတာပြောပြအဲ့ဆိုလို့ရှိရင်သမီးအတွက်ဖေထိုးဆေးထဲကနေပြီးတော့စီစဉ်ပေးမယ်ဆိုတော့ဖေရတာစီစဉ်ပေးရဒီလိုဘူးကြီးနဲ့ပေါ့နော်ဘူးကြီးအောင်ဆိုအဲ့လိုအလွယ်တကူလိမ့်လို့ရအောင်ဆိုပြီးဒီလိုဘူးနဲ့လည်းထည့်တာဘာလို့ဆိုဒီလိုဘူးနဲ့ကျတော့ဝါချေတယ်လေအဝါကျတော့ဒီလိုလက်နဲ့နှိုက်ပြီးတော့မှသူကလက်မဆုံးလေအောက်လိမ့်ပြမယ်သူကလက်မှာမပေဘူးပါကြည့်နှိုက်လိုက်တယ်နော်လက်မှာဆုံးသွားတာတွေပါမရှိဘူးအသိရမလားမပြေနော်လက်ဆုံးသွားတယ်ပါပေသွားတယ်ပါမဖြစ်ဘူးအဲ့လိုမျိုးအောင်ကလည်းဒီလို120ဒီဝါရတယ်ဆိုလက်မောင်းတွေလည်းအကြီးကြီးပဲအဲ့ချိန်မှာဒီလက်မောင်းလေးတွေအောင်ကဒီလိုလိမ့်တာညအိတ်ခါနီးလဲလိမ့်နေပြီးတော့မနဲ့အိယာထရေးမချိုးခင်လဲလိမ့်နေတခါကျအောင်တပူလုံးပုတ်လိမ့်နေဘိုက်တွေရောလေဘိုက်ဆိုလို့ရှိရင်တနေ့3ချိန်လိမ့်နေညအိတ်ခါနီး1ချိန်လိမ့်နေမနဲ့အိယာစောစောထ1ချိန်လိမ့်နေနေ့လေထမင်းစားပြီး1ချိန်လိမ့်နေလိမ့်တဲ့ခါကျအောင်ဘာသိတာလဲမကြည့်လက်မောင်းနေကြည့်တွေ့လားအရင်တော့ဒီလက်မောင်းဒီလိုလက်မောင်းအစီကြလာတယ်ကြည့်အစီတွေ့လားလက်မအစီကျလာတယ်ပြီးတော့အဲ့ဘိုက်လည်းအစီကျလာတယ်ဘာလို့ဒါအောင်လိမ့်နေတာပါလဲဆိုတော့နည်းနည်းတော့ကြာသွားတယ်ကြာသွားတော့ကိုကနည်းနည်းပါအကြောလျှော့တာလေးပါလေးတော့မနဲ့ဆိုလို့ရှိရင်အလုံးလုံးရတယ်လို့ဆိုတော့အကြောလျှော့တာလေးပါလေးလုတ်ပြီးရပေါ့နော်ဒါပေမဲ့တိတာတာဟုတ်တယ်အဲ့လက်မောင်းသားတွေဘိုက်တွေဆိုတာအစီချရခတ်တဲ့နေရာတွေလေအဲ့လိုလေးတိတာလာတယ်နောက်ကြအောင်စပါသွားရင်လည်းအဲ့ဒါလေးတစ်ခုလုံးလူပြီးတော့မှချွေးထုတ်တာဆိုတော့လေအဲ့ဒါလေးလည်းသိတာလာတယ်ဟုတ်လူကဘယ်လိုပြောမလဲအဲ့လိုနည်းနည်းစနစ်တကျဖွဲ့စည်းပုံဖြစ်လာတယ်ပေါ့နော်အစီကျတယ်